ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတယ်ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတယ်ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မေတ္တာရက်ခံအပ်ပါတယ်ဟေ့သမီးဘာရီချက်နေရလဲအနံ့တကယ်ကိုပြင်းလို့နေဟဲ့အဲ့ဒီထဲကိုငြုပ်တီနည်းနည်းပဲထည့်ပါအောင်တအားကိုဆက်နေလောက်ပြီဟေးပန်ကောင်ပိတ်လိုက်စမ်းပါဦးပန်ကားငရုတ်တီးချက်အနံ့ကိုပူဆုံးအောင်လုပ်နေတယ်အဖေအမေကျမတို့အိမ်ကအရန်သေးလို့နေရလေကျမတို့ချက်ပြုတ်တဲ့ခါတိုင်းမှာအိမ်တအိမ်လုံးကဒီလိုမျိုးပဲဖြစ်သွားရတာပဲကြည်စမ်းမအောင်အခုကျမပန်ကောင်ပိတ်လိုက်ပြီပန်ကောင်ကိုပိတ်လိုက်တာနဲ့တပြိုင်နက်ဟင်းခံမွေးကြိုင်နေတဲ့ငရုတ်တီးတွေကြောင့်ဖြစ်ရတဲ့ချောင်းဆိုးတန်တွေကရုတ်တရက်ရက်တန့်သွားခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီနောက်မှာတော့အခန်းကတဖြည်းဖြည်းနဲ့ပူအိုက်လာခဲ့တာပေါ့ဒါဘာဖြစ်တာလဲချွေးမရေဘာလို့ဒီလောက်တောင်မှပူအိုက်နေရလဲကြည်စမ်းမအောင်သမီးရဲ့အမေကတော့ဒီအပူတံလုံးဝမခံနိုင်တော့အမေရဲ့ကျမတို့အားလုံးလည်းဒီအပူတံပဲရင်ဆိုင်နေကြရတာမဟုတ်လားယင်ကျမတို့ပတ်လဲဆူညံတန်တွေကလည်းတအားကိုကျေလောင်လုံးနေပြီးတော့စိုးတိုင်းစားနေဆိုတော့ပိုဆိုးသေးတယ်စိတ်မသက်သာစရာကောင်းလို့ပန်ကောက်10မိနစ်လောက်တောင်ပိတ်ထားလို့မရပါဘူးအိမ်မှာရှိတဲ့လူတိုင်းကအပူတန်းကြောင့်တကယ်ကိုရုန်းကန်နေကြရတာပါအိမ်ထဲမှာခန်းနှခန်းပဲရှိတာပါတခန်းကမိဖို့ကြောင့်ဖြစ်ပြီးတခြားတခန်းကတော့သူတို့အားလုံးအတူတူနေထိုင်ကြနေရပါပြီစားစရာတွေချက်ပြုတ်ပြီးတာနဲ့တပြိုင်နက်ငရုတ်သီးနှံတွေနဲ့ဟင်းခတ်မွေးကြိုင်နှံတွေကနေရာနှံပြောက်ကိုပြန့်နှံ့သွားလိမ့်ရှိပါသည်တကယ်လို့သူတို့ကပန်ကားကိုဖွင့်နိုင်မယ်ဆိုရင်ချောင်းတွေစာဆိုးရတော့တာပေါ့ဒါပေမဲ့တကယ်လို့ဖွင့်မထားပြန်ရင်လည်းထွက်လာတဲ့ချွေးတွေကြောင့်အချင်းတွေကတကယ်ကိုမခံမရက်နိုင်အောင်ဖြစ်ရပါသည်အမေရဲ့ဒီနေ့မိဖို့ကြောင့်ကပေါင်ကြီးတစ်ခုလိုမျိုးခန်းစားရတယ်ဂျာပါတီတစ်ခုချင်းစီကိုလုံနေတဲ့အချိန်မှာကျမတကယ်ကိုအသက်ရှူချက်ပြီးတည်တော့မလို့မျိုးခန်းစားခဲ့ရတာချွေးမကြီးဒါဘလို့မျိုးအခြေအနေကြီးလဲညီတကိုယ်လုံးမှလည်းချွေးတွေနဲ့ရွှဲနေနေရပဲကြည့်ရတာညီရေချိုးခန်းထဲကနေအခုမှထွက်လာခဲ့တယ်လို့ပဲအမေရဲ့ကျမဘာလုပ်နိုင်မှာလဲအမေကိုယ်တိုင်လည်းတွေ့တာပဲလေအိမ်ထဲမှာအရှမ်းပူလွန်းလို့မိဖို့ကြောင့်ထဲမှာ9မိနစ်လောက်မတည့်ရဖို့တောင်တကယ်ကိုခက်ခဲတယ်အမပြောတာတကယ်ကိုမှန်တယ်အမေရဲ့မနက်ကနေညထိချွေးတွေပဲအဆက်မပြတ်ထွက်နေတာအမေတွေးမိတာတော့လေအမေတို့အိမ်မှာအဲကွန်းတစ်လုံးလောက်တက်တဲ့နယ်လို့ထင်တာပဲဒီလိုမျိုးအပူထဲမှာဘသူကနေနိုင်မှာလဲအမေကျမလည်းအဲ့လိုမျိုးပဲတွေးနေတာတကယ်လို့ကျမတို့အဲကွန်းတစ်လုံးတက်လိုက်မယ်ဆိုရင်လူတိုင်းသက်သာရသွားကြမှာအေးပေါ့ချွေးမရဲ့အခုတော့အမေလည်းအဲ့ဒီတိုင်းပဲခန်းစားရတယ်လူတိုင်းကဒီအပူတန်ကြောင့်တကယ်ကိုခန်းစားနေကြရတာလေအချင်းတွေကပူပြီးဆိုးရွားလာနေပါပြီညနေခင်းအချိန်ကောင်းကောင်းမောင်မောင်နဲ့စစောတို့ကအလုတ်ကနေအင်ကိုပြန်ရောက်လာခဲ့ပါပြီသူတို့ရဲ့ဝတ်စားတွေပေါ်မှာချွေးကွက်တွေကိုအထင်းသားမြင်တွေ့နိုင်ပါပြီအခုကျမတို့တွေးနေတာတော့လေအိမ်မှာအဲကွန်းတစ်လုံးလောက်တက်ဖို့ပါပဲအခုချိန်မှာနေရတာတကယ်ကိုခက်ခဲလွန်းလို့ပါဟုတ်ပါတယ်ကိုရဲ့အမေနဲ့ဖေလည်းအဲ့ဒီတိုင်းပဲပြောနေကြလေအိမ်မှာနေထိုင်ရတာတဖြည်းဖြည်းနဲ့ခက်ခဲလာပြီအဲကွန်းတစ်လုံးတက်ဖို့ဆိုတာကအဲ့လောက်ထိမရိုးရှင်းဘူးနော်အဲ့ဒါကုန်ကြစီအရင်များလို့နေကျွန်တော်တို့အခုချိန်မှာအဲကွန်းတစ်လုံးတက်နိုင်လောက်တဲ့အထိဝင်မကောင်းသေးပါဘူးဒါပေမဲ့ကျေးဇူးပြုပြီးကျမတို့အိမ်မှာတစ်နေ့တာလုံးဘယ်လိုမျိုးဖြတ်တန်းရလဲဆိုတာတွေးကြည့်ပေးပါအောင်ရှင်ငါတို့အကုန်လုံးနားလေပါတယ်ဒါမဲ့အိမ်အတွက်ကုန်ကြစီတွေလည်းရှိသေးတာပဲလေအခုချိန်မှာကျွန်တော်တို့စီမှာပတ်စံအဲ့လောက်ထိအများကြီးမရှိသေးပါဘူးအဲ့ဒါကြောင့်အခုလောလောဆယ်တော့အဲကွန်းအကြောင်းဝင်ပြီးပြလိုက်ကြရအောင်ကောင်းကောင်းကကြောင်းတနေရာမှာတိတ်တဆိတ်ထိုင်နေခဲ့ပြီးအရာအလုံးကိုနားထောင်နေကြတာပါသူကစကားတစ်လုံးမှမပြောခဲ့ဘဲလူတိုင်းရဲ့ဒုက္ခတွေကိုပဲဒီတိုင်းကြည့်ရှုနေကြတာပါတားရီတကယ်ပါပဲအမေတို့ဒီအပူတံလုံးဝမခံနိုင်တော့ဘူးတာအိုးဘုရားသခင်ရေကျမဒီနေ့ညတော့လုံးဝအိပ်ကြော်နိုင်တော့မှာမဟုတ်ဘူးမိမိကဂိမ်းဘောကနေထားလိုက်ပြီးလင်းကြီးခံဖို့အတွက်အမှုပေါ်ကိုတက်သွားခဲ့ပါသည်အိုးအရှင်သခင်ရေလင်းကြီးလေးနည်းနည်းလောက်ပဲတက်ခဲ့ပေးပါအောင်ကျမတို့တော့လုံးဝမခံစားနိုင်တော့ဘူးဘောကညဘက်မှာရေချိုးဖို့အတွက်ထလာခဲ့ပါသည်ခဏကြာမှတော့စောစောလေးညှို့လာခဲ့တာပေါ့ဟေးဘောမင်းဒီလိုချိန်မှာဘယ်ကိုသွားတာလဲကျမအရှင်ကိုပူလို့ပါရှင်ကျမလုံးဝအိမ်မပြောလို့ရေသွားချိုးမလို့မင်းတို့တကယ်ကိုခက်ခဲလိမ့်မယ်ဆိုတာငါသိပါတယ်ကွာတကယ်လို့ကျမတို့အိမ်မှာအဲကွန်းသာရှိခဲ့မယ်ဆိုရင်အခြေအနေတွေကတလောက်ထိဆိုးရမှာမဟုတ်ဘူးငါဘာလို့နိုင်မှာလဲဘောရာငါတို့ဝင်ငွေအဲ့အတွက်အလုံးလောက်မရှိဘူးလေအဲ့ချိန်မှာမိမိကလည်းဒီဘက်ကနေအခန်းထဲကိုဝင်လာခဲ့ပါသည်မင်းဘယ်ကိုသွားခဲ့ရလဲကျမအပြင်ဘက်ကိုသွားခဲ့တာပါအခန်းထဲမှာအသက်ရှူဖို့တော့တကယ်ခက်ခဲလို့ကျွန်တော်နားလေပါတယ်ဒါပေမဲ့အခုချိန်မှာအေကွန်တက်ဖို့ဆိုတာကျွန်တော်တက်နိုင်တဲ့ຢာတခုမဟုတ်သေးပါဘူးအဆင်ပြေပါတယ်ကျွန်တော်တို့အများနဲ့ချက်တန်းခဲ့တဲ့လိုမျိုးပဲစက်ပြီးကန်တွေသွားကြတာပေါ့ရန်နေကတော့ဒီလိုမျိုးပဲကုန်းဆုံးသွားခဲ့ရပါတယ်တနေ့နေခင်းမှာတော့မမောင်ကအလုတ်ကနေအင်ကိုပြန်လာခဲ့တာပါအပြင်ဘက်မှာနေမင်းကြီးကတကယ်ကိုပူပြင်းတောင်းလာနေခဲ့ပြီးမိမိကိုတော့ရေခွက်လောက်ယူလာပြီးလို့ရမလားကျမခုပဲယူလာပေးပါမယ်ရှင်မိမိကမိဖို့ကြောင့်လေးကိုသွားပြီးမိဖို့လေးကနေရေကိုဖြစ်ကရှိလာခဲ့ပါတယ်ရောရေတောက်လိုက်ပါအောင်မမောင်ကရေကိုတောက်လိုက်ပြီးတာနေတဲ့ပြန်နဲ့ဖန်ကွက်ကိုအမြင်ပြန်ချထားလိုက်ပါတယ်ဟေးဒီကဘာလို့တောင်းတော့ဘူးနေရလဲပြန်ရောက်ကတောက်ချိုချထားတဲ့လိုမျိုးခံစားနေရတယ်ဒီချိန်မှာလေဘောကလည်းအိမ်နေရာကိုရှောက်လာခဲ့ပါတယ်ဒါမိမိရဲ့အပြစ်လို့ပြောပြီးပြောနိုင်ပါလေဟာအိမ်မှာတက်တောင့်တက်တာရှိမှုဆိုတာလုံးဝမရှိရလေအဲကွန်လည်းမရှိဘူးလေအေးပေးဆက်လည်းမရှိဘူးရေကက်တက်တာလည်းမရှိဘူးပြီးတော့ဒီအိုးကလည်းရှွန့်စိန်နဲ့လောက်ထားလေဒီလိုမျိုးပူတန်ထဲမှာတော့အဲ့ဒါလည်းပူလာတော့မှာပေါ့အေးပေါ့အဲ့ဒါတော့မှန်တရားပါပဲအဲ့ဒီချိန်မှာပဲစစောကလည်းအင်ကိုပြန်ရောက်လာခဲ့ပါတယ်ဟေးဒီကဘယ်လိုမျိုးဖြစ်ပြီးတော့တလောက်ဒီပူနေရလဲအိမ်မှာရေကက်တက်တာမှမရှိတာရေအေးရပြန်နေရလာမှာလေကိုရဲ့ကျွန်တော်လည်းဘာပြောရမှန်းမသိတော့ပါဘူးကျွန်တော်တို့ကခင်ဗျပစ္စည်းတွေကိုတက်နိုင်လောက်တဲ့အချိန်ဝင်မကောင်းလေဒီတော့တလောက်ထိမပူဘူးပါဘူးတကယ်ပါပဲအိမ်ထဲမှာနေရတာတဖြည်းဖြည်းနဲ့ခက်ခဲလာပြီမနေ့ကနေညနေထိချွေးမတွေကမိဖို့ကြောင့်ထဲမှာပိတ်နေပြီးချွေးတွေနဲ့အလုပ်လုပ်နေရတာအမေတို့ကိုယ်တိုင်လည်းဒီမှာချွေးတွေနဲ့ရွှဲနေပြီးထိုင်နေရတာလေတနေ့နေခင်းမှာတော့ဘဝကဝိတ္တချုပ်ကိုသွားနိုင်ဖို့အမှုကိုတက်သွားခဲ့ပါသည်နေအောင်ကြီးကတအားပြင်းထန်လွန်းလာတာကြောင့်အမှုဘောကကြက်နေကတော့တောင်းလောင်နေတယ်မျိုးခန်းစားခဲ့ရတာပါအတန်းကြပြီးတော့ရင်တော့သူကအကူပြင်ဆင်လာခဲ့ပါသည်
သူ့ဝက်စားတွေကချွေးတွေရွှဲနေခဲ့တယ်လို့သူ့မျက်နှာကလည်းတကယ်ကိုရဲရဲနေခဲ့တာပါစစောကဂျာရီအကုန်လုံးကိုသတိထားမိတာပေါ့ဘာမင်းဘာဖြစ်သွားလဲ ကျမဒီတိုင်းဥတွေတွားလန့်ခဲ့တာပါအပေါ်ရောက်တော့အော်အောင်ကိုချင်တယ် အရင်ဆုံးထိုင်ပြနေလိုက်ပါဦးပါရေးစစောရဲ့နှလုံးတွေကဘာဘာရဲ့ချွေးတွေနဲ့ရွှဲနေတဲ့မျက်နှာစီကိုပဲအဆက်မပြတ်ရောက်ရှိနေကြတာပါတစ်ဖက်မှာလည်းမမောင်ကရှားအလုံးကိုစောင့်ကြည့်နေကြတာပေါ့အခုရေအေးအမျိုးသမီးတွေကတကယ်ကိုညာရင်ဆိုင်နေကြရတာကျွန်တော်ကိုယ်လည်းတောင်းခံစားမိပါလိဒါပေမဲ့ကျွန်တော်တို့ဘာလုပ်နိုင်ပါလဲကျွန်တော်တို့အေကွန်တလုံးတက်ဖို့တော့ဝင်ဝင်လုံးမရှိကြဘူးလေကျွန်တော်တို့အရင်တော့ကုန်ကြစည်တွေအဖြစ်ရဲ့စီးပွားတွေပြီးတော့ကလေးတွေပညာရေးတွေအကုန်လုံးကိုစီမံနေရတာလေဟုတ်တယ်ကိုကြီးတခါတလေကြာရင်ကျွန်တော်တို့ဘယ်တော့ပဲဆန္ဒရှိကျွန်တော်တို့မိသားစုပျော်ရွှင်မှုနည်းနည်းလေးတော့မပေးနိုင်တယ်လို့ခံစားရတယ်တစ်ဖက်မှာလည်းဒေါသနာကတကောက်ပါမှမတည့်ရနေပြီးသူသားတွေပြောတာကိုနားထောင်နေကြတာပါ ကျမရဲ့သားတွေကလည်းအားကိုးရမဲ့နေကြတယ်လို့ကျမရဲ့ချွေးမတွေကလည်းအားကိုးရမဲ့နေကြတာပဲဒီအိမ်ရဲ့ကံကြမ္မာပဲချင်းကြမများပြောင်းလဲသွားမှလည်းမသိဘူး ရန်နေကတော့ဒီလိုမျိုးပဲကုန်းဆုံးသွားခဲ့ရပါတယ်အပူတန်းကတော့လုံးဝပြောက်ွယ်မသွားခဲ့ပါဘူးအိမ်မှာရှိတဲ့လူတိုင်းကမနေ့ကနေညအထိချွေးတွေနဲ့ရွှေ့နေကြတာပါတခါတလေကြာရင်မိဘကြောင့်ရဲ့အပူတန်းတခါတလေကြာရင်စူထိုင်းစားကြောင်ပေါ့လူတိုင်းကတကယ်ကိုပင်ပန်းနေနေကြပါပြီတနေ့နေ့ကမှတော့ကျုပ်တည်းအိမ်ပြန်ကနေကောင်းကောင်းရဲ့ပျော်ရွှင်စရာကောင်းတာတွေအတန်းထွက်ပေါ်လာခဲ့ပါတယ်မေကြီးအဖေအမကြီးလူတိုင်းပြန်ကိုညထွက်လာခဲ့ပါဦးကျွန်တော်မှဒီနေ့တကယ်ကိုကောင်းမွန်တဲ့တင်းကောင်းတစ်ခုပြောရရှိတယ် ဘာဖြစ်တာလဲသားရဲ့အရာအားလုံးအဆင်ပြေရလားယင် ဟေးအရင်တော့တက်ကိုအဝါရှိလိုက်ပါဦးအဲ့နောက်မှာဘာဖြစ်နေလဲဆိုတာပြီးတော့ပြောပြအဖေကျွန်တော်တို့ရသွားပြီဗျအခုဆိုရင်ကျွန်တော်တို့ဝင်ဝင်ရှိလာတော့မှာပေါ့တဖြည်းဖြည်းနဲ့အိမ်မှာရှိတဲ့စွန့်ရည်ပူပန်မှုတွေအကုန်လုံးပြောက်ွယ်သွားတော့မှာကောင်းကောင်းကဒီလိုမျိုးပြောလိုက်တာနဲ့တပြိုင်နက်တည်းအိမ်လေးလုံးကပျော်ရွှင်မှုတွေနဲ့ပြည့်နေသွားခဲ့ရပါတယ် ဖျားသခင်ကိုကျေးဇူးတင်ရမယ်ကျမရဲ့သားနောက်ဆုံးတော့ကိုချစ်တာပေါ်မှာရှက်တည်နိုင်ခဲ့ပြီပေါ့ အဖေအများနဲ့သိနေကြတာပါတာရေဒါတနေ့မှအောင်မြင်လိမ့်မယ်ဆိုတော့ပေါ့ အဖေအခုတော့ကျမတို့ရဲ့ဆန္ဒတွေတရားတစ်ခုကအမှန်တကယ်ဖြစ်လာနိုင်ပြီပေါ့ ဘယ်လိုမျိုးဆန္ဒလေးမရေ အခုဆိုရင်ကျမတို့အိမ်မှာအေကွန်တလုံးတက်နိုင်ပြီမဟုတ်လားယင်အခုဆိုကောင်းကောင်းလေးဝင်ဝင်ရနေပြီပဲဥစ္စာ တေးကြတော့ပေါ့မှာအခုချိန်ကစားပြီးကျွန်တော်အခုနဲ့ကိုယ်တိုင်စကားပြောလိုက်ပါမယ်အဲဒါကြောင့်လေကျွန်တော်အခုချိန်ဒီတိတ်စိနေခဲ့တာပေါ့အခုတယောက်တည်းပကုံးပေါ်မှာအများကြီးထမ်းဖို့ထိုင်ရတာဆိုတာကျွန်တော်သိနေကြလို့ပါကျွန်တော်တို့မှာတောင်းနေရှိနေတာပဲလေ အခုရေတကယ်လို့ကျမတို့အိမ်မှာအေကွန်သာတက်လိုက်မယ်ဆိုရင်လူတိုင်းတကယ်ကိုပြီးနေလို့ကောင်းမှာပါ ကျွန်တော်ညီကိုတော့အောင်ပတ်စံကိုဆုတ်ထည့်ကြတာပေါ့ကျွန်တော်တို့အေကွန်တက်ကြမယ်ပြီးမိသားကောက်လေအတူခွဲပေးကြတာပေါ့ဒီနေ့လိုက်တိုင်းဆိုရင်ဘယ်သူမှမဝင်တော့ဝင်ဖို့ဖြစ်တယ်လို့ခံစားရမှာမဟုတ်လေ ကျမရဲ့ကလေးတွေကအမြဲတမ်းဒီလိုမျိုးပဲချစ်ချစ်ခင်ခင်နေထိုင်သွားကြပါစေလို့ဆုတောင်းပါတယ် ကျွန်တော်နဲ့မမောင်တို့ကညနေခင်းမှာအင်ကိုပြန်လာခဲ့ပါလိမ့်အညီဒီနေ့ကစားပြီးမင်းလည်းဝင်ဝင်ရနေပြီပေါ့ခုတော့ငါတို့ဒီလိုအိမ်မှာရှိတဲ့ပြဿနာတွေအားလုံးကိုကန်တွေ့ဖြေရှင်းကြတာပေါ့ငါမင်းတို့တကယ်ကိုဂုဏ်ယူပါလေကောင်းကောင်းကြီးအချိန်တွေကနောက်ဆုံးတော့နင်းနဲ့တောက်ပါလာတော့မှာပေါ့ကျွန်တော်တွေးမိတာတော့ကျွန်တော်တို့ရင်ဆုံးအေကွန်တက်တယ်လို့ထင်တာပဲအမေရောဖေရောပြီးတော့မိမိတို့ကနေတဲ့တကယ်ကိုအများရင်ဆိုင်နေကြရတာလေအဲ့ဒါကုန်ကြစီအရန်ကြတာတော့မှန်ပါလေဒါပေမဲ့ကျွန်တော်တို့တော့ဝင်ဝင်ရှိနေပြီပဲဥစ္စာကျွန်တော်တို့အားလုံးနည်းနည်းချင်းစီစုထည့်ပြီးကန်တွေ့တော့ကြတာပေါ့ကောင်းပါပြီဒီနေ့ကစားပြီးဒီဆုံးဖြတ်ချက်ကကျွန်တော်တို့အားလုံးအတူတူချမှတ်ရမယ်ရဖြစ်သွားပြီပေါ့ရန်နေငယ်ကြားပြီးတော့ရင်တော့ကောင်းကောင်းကသူ့ရဲ့ပထမဆုံးလဆောင်ဝေးကိုရရှိခဲ့ပါလေညီကိုတော့လုံးကသူတို့ရဲ့ပတ်စံတွေကိုစုထည့်ကြပြီးအိမ်မှာအေကွန်ကြီးစားတစ်လုံးကိုလည်းတက်ဆင်လိုက်ကြပါလေအေကွန်ကိုဖလိုက်ကြတဲ့ပြန်နဲ့အိမ်လုံးမှာပွင့်တော်တစ်ခုကျင်းပနေတဲ့မျိုးခန်းစားလိုက်ရတာပေါ့ ဝေါကျမတို့အိမ်မှာလည်းနောက်ဆုံးတော့အေကွန်ရှိသွားခဲ့ပြီပေါ့အနည်းဆုံးတော့အခုမိဖို့ကြောင့်ညနေထွက်လာတဲ့ခါတိုင်းမှာအင်းညလေးလေးတို့ရရှိတော့မှာပေါ့အိုးဖျားသခင်ရေရပ်ပေါင်းများစွာကြာပြီးတဲ့နောက်မှာပဲဒီလိုမျိုးအချိန်ကရောက်လာတာပဲကျမရဲ့ကလေးတွေအတူတူစုစည်းပြီးအိမ်ရဲ့အကြီးအမားဆုံးပြဿနာကိုဖြေရှင်းပေးလိုက်ကြပြီပဲ ဒါပေမဲ့ပြဿနာတစ်ခုကထပ်ပြီးထွက်ပေါ်လာခဲ့ပြန်ပါလေအိမ်ကတင်းငယ်လုံးလာပြီးအေကွန်ကလည်းအိမ်ကနေမှာပဲရှိနေတာပါအခုဆိုရင်ဘယ်သူကမှသူတို့ရဲ့ကိုယ်ပိုင်ခန်းတွေထဲမှာတွားပြီးအိတ်ချင်ကြတော့ပါဘူးညဘက်ရောက်လာတဲ့တပြိုင်နက်မိသားစုတွေစလုံးကသူတို့ရဲ့ကလေးတွေကိုအိမ်ကနေမှာပြီးလာရောက်ခင်းကျင်းကြပါလို့လေအမလီတယောက်လုံးကလူတွေကျွန်တော်တို့အိမ်ကနေကိုလာရောက်စုပြုံနေကြတယ်လို့မျိုးခံစားရတယ် အဖေဒီမှာတော့ခြေထောက်ချဖို့နေရတာမရှိတော့ပါပဲလားဒါပေမဲ့အနည်းဆုံးတော့ငါတို့ဒီအပေါ်တန်းနဲ့တက်တာရရညာပဲလေငါတို့နည်းနည်းကြက်ညက်နေရတာမှန်ပေမဲ့ကိုင်းရွက်ဖြေရှင်းလို့ရတာပဲဒါပေမဲ့အေကွန်မရှိပဲလုံးဝမနေနိုင်တော့ဘူးလေ ဒါညာတိုင်းဖြစ်ပြနေရှိပါလိလူတိုင်းရဲ့ကလေးတွေကအိမ်ကနေနေရာနဲ့ပြမှာခင်းကျင်းလို့နေကြတာပါတချို့ကဒီမှာအိတ်ကြပြီးတချို့ကတော့ကိုမအိတ်ကြတာပေါ့အိမ်ကနည်းနည်းလေးကြက်ညက်သွားခဲ့ရတာမှန်ပေမဲ့လူတိုင်းကတော့ပျော်ရွှင်နေကြကြပါလိရနေငယ်ကြပြီးတော့ရင်တော့ဒုတိယကကောင်းကောင်းကိုခေါ်လိုက်ပါလို့လေ တားရေတားနောက်ဆုံးတော့အလုပ်ရသွားခဲ့ပြီလေတကယ်လို့တားသဘောကျတဲ့မိန်းကလေးတယောက်ယောက်ကရှိမယ်ဆိုရင်အမေတို့ဒီတိုင်းပြောပြပါအောင်တားရေအမေတို့တားလက်ထပ်ပြီးမှာပေါ့တားရေ အမေကျွန်တော်သဘောကျတဲ့မိန်းကလေးတယောက်တော့ရှိပါလိ तू ကဘာတူလဲလဲတားရေ ပြရတယ်မေ तू ကဦးထင်းဝင်းရဲ့သမီးလေးပါ ဘာတားဘလို့ပြောလိုက်တယ်ဒီလောက်အထိကြီးမားလာတဲ့အိမ်ဆောက်ပစ္စည်းလုပ်ငန်းရှင်ကြီးရဲ့သမီးလားတား တာကြီးအဲ့လူတွေကတကယ်ကိုစင်တဲ့ညီမတို့နေနော်ဦးထင်းဝင်းကလည်းဒီလိုမျိုးကန့်လန့်တဲ့အကြောင်းကိုသိရှိသွားတဲ့အခါတကယ်ကိုဒေါသထွက်သွားခဲ့ပါလို့လေဟေးငါသမီးကဒီလိုမျိုးရိုးရှင်းတဲ့မိသားစုတစ်ခုနဲ့လက်ထပ်ရမှာလားအဲ့ဒါဘယ်တော့မှဖြစ်လာမှာမဟုတ် အဖေကျမလက်ထပ်ရမယ်ဆိုရင်တော့ကောင်းကောင်းနဲ့ပဲလက်ထပ်မှာပါကျမသူနဲ့သူ့မိသားစုရဲ့နှွေးထွေးမှုကိုတကယ်ကိုချစ်မြတ်လို့ပါတယ်ဖေ တကယ်လို့အဖေစကားကိုသမီးနားမထောင်တော့အဖေနဲ့သမီးတည်ခဲ့ပြန်မယ်နော် တကယ်လို့ကျမရဲ့ပျော်ရွှင်မှုကအဖေတို့ဘာမှအတိတ်ပဲမရှိဘူးဆိုရင်တော့ကျမလည်းကျမရဲ့ဆုံးဖြတ်ချက်ကိုပြောင်းမှာမဟုတ်ပါဘူးအဖေ အတန်းကြပြီးတော့ရင်တော့ကောင်းကောင်းနဲ့ရွရတို့ကလက်ထပ်လိုက်ကြပါလို့လေသူကသူ့ခင်မနဲ့တူသူ့ရောက်ခမတွေရင်းစီကိုရှင်းပြောင်းနေထိုင်လာခဲ့တာပါအိမ်မှာရှိတဲ့လူတိုင်းကရွရကိုတကယ်ကိုထိုက်လိုက်လေးနဲ့ကြိုးစိုးခဲ့ကြပါလို့လေပထမဆုံးနေ့ကတော့ပျော်ရွှင်မှုတွေအများကြီးနဲ့ကုန်းဆုံးသွားခဲ့ရတာပါနောက်တစ်နေ့မှာရွရဆင်းလာကြပထမဆုံးချက်ပြုတ်ခြင်းခန်းနာဖြစ်ပါလေရွရကမြို့ကျောင်းလေးကိုဝင်သွားခဲ့ပါလေအတန်းကြပြီးတော့ရင်တော့ထပ်ပေါ်လာတဲ့ဘူးတန်းနဲ့မိကုန်းလေးကြောင့်သူလည်းတစ်ဖြည်းဖြည်းနဲ့နေလုံးမကောင်းဖြစ်လာခဲ့တာပေါ့ချွေးတွေကသူ့နှစ်ဖက်ကနေအဆက်မပြတ်စီးကြနေခဲ့တာပါဒါပေမဲ့သူကလုံးဝရှုံးမပေးခဲ့ပါဘူးဒီရင်ကိုလည်းကြိုးစားပြီးတော့ရင်တော့သူကချက်ပြုတ်ခြင်းကိုပြီးစီအောင်လုပ်ဆောင်ခဲ့ပြီးစားစရာတွေကိုအပြင်းဘက်ကိုယူလာခဲ့ပါလေ ချွေးမတကယ်ကိုကောင်းမွန်တဲ့အစားအစာတွေကိုချက်ပြုတ်ပေးခဲ့တာပဲနော် တကယ်ပါပဲဒီလောက်ကြီးကြီးမားတဲ့တိုင်းဝိုင်းလာတဲ့မိန်းကလေးတယောက်ကစားစရာတွေကိုကိုယ်တိုင်ချက်ပြုတ်တတ်နေမယ်လို့ငါလုံးဝမတွေးခဲ့မိဘူး အဖေဘာဖြစ်လို့လဲယင်ကျမတို့လည်းအစားအစာတွေကိုစားတော့ကြတာပဲမလားစားတာပေါ့သမီးလေးရဲ့